တနေ့ကြိုက်လက်မျိုးအပိုင်ကျုံမငဲ့ရွာလေးမှာအတောက်စားမှာဘသူ့ကိုမှဘုံမထားတဲ့လူတိုင်းကယွန်းကြောက်ရတော့အမြင်နဲ့ထားတည်ကြည်လုံးသူအသက်25နှစ်အရွယ်လူငယ်တယောက်ရဲ့အိမ်ရှိကိုအဘဆရာအေးတယောက်ရောက်လာခဲ့ပါတယ်ရောက်လာခဲ့ပြီးအိမ်ထဲမှာရှိတဲ့လူငယ်ကိုငါသားအဘကိုမင်းရဲ့အိမ်မှာတဲဝင်ပြုတ်ပါလို့ခွင်တောင်းခဲ့ပါတယ်လူပေးလူတွေလူငယ်ကလည်းအဘဆရာအေးကိုတဲဝင်ပေးခဲ့ပါတယ်ဒီလိုနဲ့အဲ့အိမ်မှာနေထိုင်ရင်ငွေကြိုက်ခံရတဲ့လူနာများကာလနာခေါ်ကာလဝမ်းယောဂဖြစ်ပွားသူရွာသားများကိုကုသအကယ်ဆယ်ပေးနေခဲ့ပါတယ်အဘဆရာအေးကုသပေးခဲ့တဲ့လူနာများကလည်းပြန်လဲကောင်းမွန်ခဲ့ပါတယ်တစ်ဖက်မှာလည်းတောက်စားမှုရနေတဲ့အင်ရှင်လူငယ်မောင်ပွင့်ရဲ့တီကြီးဖြောင်းမှတ်တဲ့စိတ်ထားရိုးသားပြူစင်ပြီးတစ္ဆာရှိတဲ့လူငယ်ဖြစ်တာကိုသိရှိထားတာကြောင့်မကောင်းမှုတွေစွန့်ပယ်အမြဲလိုဖျားရောက်ဆုံးပါခဲ့ပါတယ်နောက်တော့လူငယ်ကအဘဆရာအေးစကားများကိုမြေဝဲမကျနားထောင်လာကပညာရက်များကိုစတင်သင်ကြားလေ့လာခဲ့ပါတော့တယ်ခုနှစ်တိုင်လူငယ်နဲ့အတူတကွနေထိုင်ခဲ့ပြီးပညာရက်များကိုကုံစင်အောင်သင်ကြားပေးခဲ့ပါတယ်လူငယ်ကိုစိတ်ချရတော့တဲ့အချိန်တစ်ခုအရောက်လာတော့အဘဆရာကြီးကအစဖြောက်ပြီးထွက်သွားခဲ့ပါတော့တယ်လူငယ်လည်းမောင်ပွင့်ကနေဆရာပွင့်ဆိုပြီးလူတိုင်းပါဇက်ဖျားမှာခေါ်ဝေါ်ရတော့တဲ့အထိကြီးရွာတဝက်နာမည်ရလာခဲ့ပါတယ်ဆရာဖြစ်သူအဘဆရာကြီးတည်င်းကိုလည်းအမြဲလိုနားဆင်နေပြီးလိုက်လံရှာပွေခဲ့တနေ့လောက်ကြာတဲ့အထိဘာတည်င်းအစအနမှမရခဲ့တာကြောင့်ဆရာဖြစ်သူအပေါ်တတိယတန်းတာစိတ်တွေကိုရင်ထဲမှာပဲချုပ်ထိန်ထားခဲ့ပြီးရှာပွေမှုကိုအဆုံးသတ်လိုက်ပါတော့တယ်ထို့အချိန်လူအများကအယူကြီးကိုခေါ်ရလောက်တဲ့အထိမြစ်ပတ်ပေးနေတဲ့အသက်80ကျော်ရသေးကြီးတဲ့ဦးနဲ့တွေ့ခဲ့ပြီးဆရာအေးရဲ့တပည့်မောင်ပွင့်ဆိုတာမင်းလားကွာလို့ရသေးကြီးကမေးပါတယ်ဆရာပွင့်ကဟုတ်ပါတယ်လို့ပြန်ခေတော့ဘာမှဆက်မပြောပဲအိမ်ကိုလိုက်လာခဲ့ပါတယ်အိမ်ကိုရောက်တော့ရသေးကြီးကမင်းရဲ့ဆရာဖြစ်တဲ့ဆရာအေးဆိုတာငါရဲ့ရင်းချတဲ့မိတ်ဆွေဖြစ်တယ်ဒါကြောင့်မင်းဟာလည်းငါတပည့်ဖြစ်တယ်မင်းအိမ်မှာငါနေမယ်လို့ပြောဆိုပြီးဆရာကွင့်အိမ်မှာပဲနေပါတော့လေအဲ့ဒီရသေးကြီးနာမည်ကတော့ဘိုးတော်ပြိုပဲဖြစ်ပါတယ်ဆရာပေါ်ဘလောက်တီးခံနိုင်ကြောင်းရသေးကြီးဘိုးတော်ပြိုကဆရာပွင့်အပေါ်နီးမျိုးစုံစမ်းသပ်ခဲ့ပါတယ်ဒီညမှာရွှင်ကျော်ဖြစ်ပေါ်လာပုံကိုအတီးကထားပြောမှဖြစ်လို့အသေးစိတ်ကိုတော့ဘိုးတော်ပွင့်ခေါ်ဆရာပွင့်အကြောင်းဗီဒီယိုတစ်ခုလုပ်ပြီးနောက်မှတင်ဆက်ပေးပါမယ်ရသေးကြီးစိတ်ကြိုက်စမ်းသပ်မှုတွေကိုကြော်ဖြတ်နိုင်ခဲ့ပြီးနောက်ဆရာပွင့်နဲ့ရသေးကြီးဘိုးတော်သူတို့နှစ်ဦးသားပကံမြို့တစ်ဖက်ကတက်တောင်ရွာအနီးကဖျားငါးစုမှာအတိတ်ခံကျင့်စဉ်များတွားရောက်လှုပ်ဆောင်ကြပါတယ်အတိတ်ခံရက်ပြေးမြောက်ပြီးတဲ့အခါမှာတော့ရသေးကြီးဘိုးတော်ကလုံခြုံနဲ့အခေါင်းတစ်တာတစ်ခုလှုပ်ခိုင်းပြီးသူ့ရဲ့ရုပ်ကလပ်ကိုအခေါင်းတစ်တာမှာသေးသုံးလုံးနဲ့အတူထည့်ပြီးမြေပေါ်မှာတလကြာတဲ့အထိထားဖို့မှာကြားခဲ့ပါတယ်တလပြည့်တဲ့အထိဆရာဘုရင်ကိုကလို့အနေရတွေပဲတွေ့မကြောက်ဖို့နဲ့ဘယ်ဘူးမှမသွားစေပဲအနားမှာအမြဲဆောင်ကြည့်စေဖို့ထပ်မှာခဲ့ပါတယ်ဘိုက်စားတဲ့အချိန်ကစားစရာတွေအစင်းသေးဖြစ်နေတဲ့စွန်းအုပ်တစ်ခုကိုဆရာပွင့်ထံပေးခဲ့ပြီးအခေါင်းနဲ့ဝင်လှဲလိုက်ပါတယ်မကြာမီအချိန်ခဏလေးအတွင်းမှာပဲရသေးကြီးဘိုးတော်ပြူကဘာယောဂဝေဒနာမှမဖြစ်ပဲအိပ်ပျော်တယ်လို့ဖြစ်သွားခဲ့ပြီးခွက်လေဝင်လေရက်သွားပါတော့တယ်ဒီလိုနဲ့အနေရမျိုးစုံကိုကြော်ခက်ခဲ့ပြီးတလပြင်းမြောက်တဲ့နေ့မှာအခေါင်းကိုဖွင့်ကြည့်တော့ရသေးကြီးဘိုးတော်ပြူနဲ့ဆေးသုံးလုံးကိုမတွေ့ရတော့ပဲဆေးသုံးလုံးကိုထုတ်ထားတဲ့လက်ကင်မှာတစ်ထဲပဲတွေ့ရပါတော့တယ်ဆရာဖြစ်သူကမတွေ့ရတော့တော့ကြောင့်ဝမ်းနေတယ်လို့ဖြစ်ခဲ့ရပြီးတစ်ဆက်ထဲမှာပဲဆရာဖြစ်သူဝိဇ္ဇာထွက်ရလန်းကိုရောက်သွားခဲ့ပြီးဆိုတဲ့ကြည်နူးစိတ်ပါတပြိုင်နဲ့ဖြစ်ပေါ်ခဲ့ပါတယ်အနောက်ဖက်နာကမောင်ပွင့်လို့ခေါ်တိုင်ကြားလို့ကြည့်လိုက်တော့ရသေးကြီးဘိုးတော်ကြီးနဲ့ဘိုးတော်အေးတို့ကိုတပြိုင်နဲ့တွေ့လိုက်ရပါတယ်ဆရာပေါ်အထူးသိတဲ့မင်းကိုငါတို့နှစ်ယောက်ဆောင်ရှောင်းမင်းလိုတဲ့အချိန်တားလိုက်ငါတို့လာခဲ့မယ်ငါတို့သင်ပေးထားတဲ့ပညာတွေနဲ့အိဆာတရားမဟိတိစေခိုင်းချုပ်အဖြစ်နဲ့နေကလူတွေကိုကယ်တင်ပေးတော့လို့ပြောဆိုခဲ့ပြီးဆေးတော်ပေါ်စရမှာပါဝင်တဲ့ပစ္စည်းတွေကိုပေးအကရွာတို့ပြန်သွားခိုင်းခဲ့ပါတယ်ဆရာဘွင့်ကပယောကအမျိုးမျိုးငွေစိတ်အမျိုးမျိုးကက်ယောဂဇူးများကိုကျွမ်းကျင်ပိုင်နိုင်စွာကုသရေး
တပီးပေါင်းများစွာကိုပညာရများသင်ကြားပေးခဲ့ပါတယ်။တနေ့ဆရာပွင့်ရဲ့တပီးဖြစ်သူဆရာဦးရွှေကုံဆိုတဲ့လူတစ်ယောက်ကဆရာပွင့်စီကစုတ်တော်ကျုံတော်တွေကိုခိုးယူသွားခဲ့ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဆရာဦးရွှေကုံတရားအေယာဝတီတိုင်းမော်လမြိုင်ကျွန်းမြို့ကိုရောက်သွားခဲ့ပါတယ်။တွိုင်းလိုင်းလမ်းစိတ်ကလည်းပြတ်သွားခဲ့ပါတယ်။စီဝါရေးအစဉ်ပြေရှိတဲ့လူတစ်ယောက်ကိုလမ်းမှာတွေ့မိပြီးစကားစမြည်ပြောဆိုကမိတ်ဖွဲ့ကြည့်ပါတယ်။ထိုလူကဆက်လက်ခုံလုပ်ငန်းလုပ်ကိုင်နေကြောင်းဆက်လက်ပို့ပြီးပြန်လာကြောင်းပြောပြခဲ့ပါတယ်။ထိုကဆရာဦးရွှေကုံကကျွန်တော်ဟာပယောကအပေါ်အစိတ်အပေါင်းကိုနိုင်တဲ့အိစာတရားမဟုတ်ဒီစိတ်ခိုင်းပညာတက်ပါလေမိတ်ဆွေကိုဒီပညာပေးအပ်ပါမယ်လို့ပြောဆိုပြီးငွေ9ကျပ်ယူကစေးပေါပညာပေးခဲ့ပါတယ်ဆရာဦးရွှေကုံမှာစေးတော်နေစုပ်တော်ပိုင်ဆိုင်မှုရရှိထားတဲ့ဆရာတဦးမဟုတ်တာကြောင့်အစင်စမများပေါက်ရပြီနီးလန်းမကြပဲပေါက်ပေးခဲ့ပါတယ်သို့ပေမဲ့ပါရမီဖုံးကံပါလာတဲ့လူဖြစ်တဲ့အတွက်လွဲမားစွာပညာအစင်များယူခဲ့တော့လဲထို့သူမှာတနေ့ရွှေရင်ကျော်အိစာတရားမဟိတိစေခိုင်းကိုချုပ်ကင်မဲ့ဂိုင်းချုပ်ဘိုးတော်ဟန်မဲ့ဖြစ်ပါတယ်ပညာပေးခဲ့သောဆရာကတင်ကြားပြသမှုမရှိခဲ့ခြင်းသူကိုယ်တိုင်ကလည်းမှန်မှန်ကန်တာကြောင့်သူ့ရဲ့ဆရာဘယ်ရက်ဘယ်ဒေသမှာနေထိုင်နေဆိုတာကိုလည်းမပြောပြခဲ့ပါဘူးထိုအချိန်ကလည်းမော်လမြိုင်ကျွန်းမြို့မှာအိစာတရားမဟိတိစေခိုင်းပညာကိုခံယူထားသူတဦးတလေးမှမရှိတော့ကြောင့်တိုင်းမဲ့ဆွေးနွေးစရာလူလည်းမရှိခဲ့ပါဘူး။သို့ပေမဲ့ရဲရဲဝုံဝုံနဲ့ပြောတာများကိုကုသနေပါတော့တယ်။ကူထုံးကူမီဆိုပြီးအတီးတကြားလည်းမရှိမိမိစိတ်ကူးနေတာကုသနေရပါတယ်။အမားရင်အခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်ကြုံတွေ့နေရတော့လဲနောက်မဆုတ်ခဲဇွဲကြီးကြီးနဲ့လှုပ်ဆောင်ခဲ့တာကြောင့်ပယောဂများကိုကုသအောင်မြင်နိုင်ခဲ့ပါတယ်။အဘဆရာဟန်ကငုံမိတဲနိုင်တက်နိုင်ချားရောင်းလို့ပညာအပေါ်စိတ်ခံယူထားသူမို့ပညာရက်ကိုစုံကန်းတိုင်အောင်လေ့လာလိုက်စားနေခဲ့ပါတယ်။ကြိုးစားလေ့လာမှုအားကောင်းတာကြောင့်တစားနဲ့တစားရွက်တိရွာတိထင်ရှားကြော်ကြားလာခဲ့ပါတယ်။ပယောကလူနာများကိုနီးညမရွေဒေတာမရွေလိုက်လံကုသနေရပါတော့တယ်။ဒီကြားထဲမှာဆရာဖြစ်သူဦးရွှေကုန်းကဆက်လက်ခွန်အလုတ်သမားမတ်တီလာဆိုတဲ့လင်းရှိမရတအုပ်နဲ့ဖောက်ပြန်မိခဲ့ပြီးပညာပြတ်သွားကထိုရက်ထိုသေးတာမှရှောင်းသိမ်းသွားပါတော့တယ်။အဲ့ဒီအခါတော့ယခုလိုတစ္ဆာဆိုပြီးပညာကိုယူကြခြင်းမရှိသေးပါဘူး။အဘဆရာဟန်ရွှေရင်ကျော်အမိပြောင်းပြီးမှပညာကိုတစ္ဆာဆိုပြီးယူခိုင်းခဲ့ခြင်းဖြစ်ပါတယ်။ထိုချိန်မှစ၍ဆရာဦးရွှေကုန်းရဲ့တည်င်းကအစအနတ်တစုံတရာတော့မရရှိတော့ပါဘူး။မလျှော်သောဇွဲလုံးလာတို့နဲ့အိစာတရားမဟိတိစေခိုင်းတော်ကြီးရဲ့ပညာကိုအသုံးပြုပြီးပယောဂကုသမှုများကိုခြေစုံပြည့်လောက်ကင်နေပါတော့တယ်။ဒီနေ့အဘဆရာဟန်နဲ့ဒေတာခန့်အောက်လန်းဆရာတယောက်တို့ထိတ်တိုက်ပညာပြိုင်ဖို့ဖြစ်ပေါ်လာပါတော့တယ်။ဒီနေရာမှာပဲရွှေရင်ကျော်အိစာတရားမဟိတိစေခိုင်းတော်ရဲ့တမိုင်းကြောင့်အပိုင်းနှစ်ကပြီးဆုံးသွားခဲ့ပါပြီ။အပိုင်းသုံးကိုလည်းဆက်လက်ဆောင်မြော်ပေးကြပါအောင်ခင်ဗျာ။